ဝိုင်ကာဒီနေ့မှာတော့မိန်းကလေး၃ယောက်ထဲလမ်းလည်ထွက်တဲ့ဟာလေးကိုရိုက်ထားတာဖြစ်ပါတယ်။ရာသီဥတုကအရမ်းသာရပြီးတော့စိမ့်ဆိုပြီးလှပနေရောပဲပတ်ဝန်းကျင်တစ်ခွင်လုံးမှာတော်တော်လေးသာရပါတယ်။ဖင်းလူမျိုးတွေဘာကြောင့်နေရာသီကိုတမိုးထားတာလဲဆိုတာကိုယ်တိုင်အရန်နှစ်သက်လာတော့မှသဘောပေါက်နားလည်ပါတယ်။ခေါင်းကင်ကိုကြည့်လိုက်ပါအောင်တော်တော်လှတာတကယ်ဘလို့မှမသိဘူးစိတ်ချမ်းသာနေရဲ့ဒီအပင်လေးတွေကိုဟိုတလောကကားပေါ်မှာတွေ့လိုက်တာလေထဲမှာသူ့ရဲ့အမွှားလေးလားအဲ့လိုလွင့်နေရောအဲ့ဒါကိုမရမကခါကြည့်နေရအဲ့လိုညာထွက်လာမလားဆိုရင်နောက်ဆုံးမှုတ်လိုက်ရတယ်ပြီးတော့လည်းအဝေးကိုပြန်လာမြန်လိုက်တာဒါကတော့ကျမတို့အဖွဲ့တွေကအသေးဆုံးလေးပေါ့ကလေးကြီးတွေဆောနေဒီလည်းမလုပ်ဘူးလေအဲ့မှာဒီလိုလက်လေဟဲ့ငါအဲ့လိုတစ်ဖက်သူဟာနေနေကျမဟာနေကျတော့နော်ကျတော့နော်ခွာတူဖာလာနေမလာဘူးကျမတို့၃ယောက်အဲ့ဒီဟာကိုလာဆော့မယ်ဆိုပြီးကြုံဝါးနေတာတော်ဒီလောက်အမြင့်ရောပြီးတော့ကျမကခြေထောက်တော်ခိုင်းနေဆိုတော့လေကလေးအတွက်လည်းကစားဖို့နေရာလုပ်ပေးထားသလိုလူကြီးတွေအတွက်အကစားလုပ်ဖို့နဲ့အလေးမဖို့အတုံးတွေပါစီစဉ်ပေးထားတာအထိလူသားတွေကိုအဲ့လောက်ထိတန်မိုးထားတဲ့နိုင်ငံမှာကျမတို့တော်တဲ့ထိရောက်သွားတော့လဲစိမ့်ဆိုးနေရောအရှင်ကလူကြီးကိုလည်းဖယ်ပေးရသေးရဲ့အနောက်ကနေလမ်းလျှောက်လာလို့လေဘာလို့လဲဆိုတော့သူကအရက်အရှိရွယ်ကျမတို့ကအရက်ကပူပူလေးပြီးတော့လူကောင်လည်းခွာတာပေါ့ဒါတော့ကျမပါနားလေးပေါ်လမ်းလျှောက်ကြပြီပေါ့နော်တရားကိုဆက်လျှောက်လေတောနဲ့ထဲရောက်လေပို့ပြီးလှလေတရားပေါ်ကလမ်းလျှောက်နေရအကောင်အဲ့နေရာလေးလှရဲဆိုပြီးစဉ်းစားလိုက်တာရေတွေကစိုးနေအောင်ဖနက်သေးရေဝင်ဝါလမ်းကဖနက်ချွတ်ပြီးရှောက်အောင်ဒါလေးတွေက cloudberry လို့တော့ပြောရပဲဒီဟာကြီးတစ်ခုလုံးက berry ပင်တွေပဲဒီဝီနာမှာပတ်ချလေအကုန်လုံးစိုက်တဲ့သူနောက်ကိုပဲအခုဆိုရင်တော့တရားဆုံးပါပြီတောင်အောင်စင်းတဲ့တခြားစိတ်ပါဆက်လိုပဲအပင်တွေလိုက်မြည်ရဒီဟာကတော့မလကာရွက်နဲ့တူတဲ့ချင်းတင်လေးပါညာဆိုပြီးတော့ခိုမာကက်ကနေပြီးတော့ရင်ခဲချောင်းသူများဝဲကျွေးလို့စားတယ်လမ်းမှာကျမတို့၃ယောက်ပဲရှိတယ်ဒါကားလမ်းမှာဘလို့အဝါရောင်ပင်လေးတွေအများကြီးပေါက်နေပြီးတော့အလေးချပေါက်တဲ့လမ်းပြအပင်တွေပေါ့နော်အဲ့မှာစားလို့ရတဲ့အပင်တွေလည်းရှိတယ်လမ်းသွားရင်မျက်လုံးကအောက်ကိုပဲကြည့်ရဘာလို့လဲဆိုတော့ဘယ်ဟာစားလို့ရတဲ့အပင်ဆိုပြီးတော့ဆွဲနှုတ်ပါတယ်ကျမတို့ကန်းကျိတ်ဆိုတဲ့ဟာလေးကိုတော့ရောက်ပြီပေါ့နော်ဘလောက်တော့လှလိုက်တဲ့မြင်ကွင်းလဲကြည့်ပါအောင်လေရလဲအေးနေပြီးရလဲပူပြီးနေလို့ကောင်းလိုက်တာမှအရမ်းပဲဘလောက်အေးလဲဆိုရင်ညပြောပြတတ်အောင်အေးရဲ့အဲ့ဒါကိုတပ်ပုံလှလှလေးရိုက်ချင်လို့ရေထဲကိုစင်းပါတယ်အေးခံပြီးတော့ဒါကတော့ကလေးတွေငားမြဖို့သူတို့ပုတ်လေးနဲ့သူတို့လာနေရပေါ့နော်တော့ဒါသူတို့အဖေလားမသိဘူးကျမတို့ရီရပြီးတော့ထွက်သွားရောကျမတို့အဲ့ကန်းဆက်မှာ2နာရီလောက်နေထိုင်လိုက်တယ်ငါးတွေကိုလည်းကြည်ရင်လည်းပေါ့နော်ဒီအပင်ကလေအရန်လဲမှုရမှုလွှမ်းကြည့်ပြီးတော့ညီအောင်ညီရတောက်လျှောက်အဲ့လိုမျိုးပေါ့လားအဲ့အပင်ကြားထဲမှာချမောင်ရုပ်တွေ့လို့ကျမချမောင်ရက်ခူးလိုက်ခဲ့တယ်ပန်းသီးပင်လို့ပြောတာပဲအဲ့အပင်ကိုတော့ကျမတို့၃ယောက်ရည်ရွယ်ထားတဲ့အသေးသေးခူးစားဖို့ဒါကတော့ကျမအိမ်ဖေးကရှင်းဖြစ်ပါတယ်အိမ်ထွေအုပ်စုလိုက်ကြီးလိုက်လာရဆိုလို့ချင်းတွေပဲရှိပါတယ်တတပါဗီဒီယိုမှာပဲ